နယူးယောက်ကိုစားရောက်ပြီးတညအိပ်ပြီးနောက်နေ့မနေ့ January လတစ်ပင်တွေကအရွံ့မဲ့မဲ့ရိုးရန်ကျဲကျဲပေါ့ရိုးရန်ကျဲကျဲပင်အိုတို့အလားချင်းလဲပြိုင်အဲ့ဒီတချင်းလေးပေါ့နော်တရေးဆရာမောင်မောင်လက်ရေးပြီးဦးဗစ်တာခင်ညိုတီဆိုခဲ့တဲ့နာမည်ကျော်တချင်းတစ်ပုဒ်ကိုတတိယဆရာပါဒါပေမဲ့တချင်းနာမည်ကຫນွေရိုးရန်ကျဲကျဲတစ်ပင်တွေကမြန်မာပြည်မှာຫນွေရသည်ဒီမှာကရိုးရန်ကျဲကျဲတစ်ပင်ဆိုတာဆောင်းတွင်အမတ်တရားဖြစ်အောင်လို့ကျွန်တော် Instagram မှာပုံလေးတစ်ပုံတင်လိုက်တယ် Queens Rego Park ဖက်မှာအဲ့ဒီတော့နေပါတယ်ကျွန်တော်ပုံထဲမှာနောက်ခံမြင်ကွင်းက New York မှာမြင်နေကြအုတ်နီနီအဆောက်အဦကြီးတွေပါဒီပုံမြင်တော့အမေရိကရောက်နှစ်နေတဲ့တောင်းနေဘက်တင်ငယ်ချင်းတယောက်က Instagram chat box ကနေဆက်သွယ်လာတယ်သူကမိန်းကလေးပါဆရာဝန်သူကကျောင်းဝင်တဲ့နင်း New York ရောက်နေရလားငါလည်း New York မှာပဲလို့လှမ်းပြောတယ် chat box ကနေဒီကိုရောက်ခါစားမှာမန်လီစီတက်ကတူကတကယ်ချင်းတယောက်နဲ့ပြန်ပြီးဆက်သွယ်ရတဲ့အတွက်ဝမ်းသာရပါတယ်အားရှိရတယ်နောက်ပိုင်းမှာတကယ်ချင်းနဲ့လူချင်းစုံပြီးစကားပြောပြတဲ့အခါသူကနင့်ပုံထဲမှာနောက်ခံအုတ်တိုက်တွေမြင်တော့ New York လို့ခန့်မှန်းလိုက်တာလို့ပြောပါတယ်ဒီအတွက်ကျွန်တော်မှဒီအုတ်တိုက်နေနေတွေကငါ့ကို New York မှာငယ်တငယ်ချင်းနဲ့ပြန်ဆုံအောင်ထိတ်ဆက်ပြီးတဲ့အထိမ်းအမှတ်သင်္ကေတပဲလို့တင်စားထားလိုက်ပါတယ်အဲ့ရတဲ့ချင်းမှာမိတ်ဆွေတူပွားတာသို့မဟုတ်မိတ်ဟောင်းဆွေဟောင်းတွေနဲ့ပြန်ဆောင်ရတာမင်္ဂလာရှိတာပါပဲဒါကြောင့်မို့လို့ပဲဒီအုတ်တိုက်နေနေတွေကိုကျွန်တော်သတိထားမိတဲ့အခါမှာသတိထားပြီးကြည့်မိတယ်အဲ့ဒီခါမှာများသောအားဖြင့်1929 28 1930 1931အဲ့ဒီပတ်ချလဲကာလတွေမှာစောက်ခဲ့ကြတာများတယ်ပေါ့နော်အားတဲ့အချိန်မှာကျွန်တော်ကော်ဖီလေးပါလေးဖြော်ပြီးလက်ထဲမှာကော်ဖီခွက်လေးကိုင်ဟိုကြည့်တီကြည့်ဟိုတွေးတီတွေးမိများသောအားဖြင့်ကျွန်တော်နေတဲ့နေရာပတ်ချလဲမှာအဲ့ဒီလိုအုပ်နီနီတွေပဲရှိတယ်ဒါကြောင့်အဲ့ဒီကာလတော့အမေရိကမှာနယူးယောက်မှာဒီအဆောက်အဦတွေကိုစောင့်နေကြတဲ့အလုပ်သမားတွေကုမ္ပဏီတွေကားတွေအဲ့ဒီခေတ်ကလူတွေကိုမြင်ရောက်မိတယ်ပေါ့နော်အဲ့ဒီကာလတော့သူတို့တွေဘာတွေဖြစ်ခဲ့ကြပါလဲငါနေတဲ့နေရာမှာငါမွေးတဲ့နေရာမှာဘာတွေဖြစ်ပါလဲလို့ကျွန်တော်တွေးမိတယ်ပေါ့နော်အဲ့တော့ပြောရရင်တော့ဒီနေ့ကနေပြန်ပြီးတော့နောက်ပြန်ရေးလိုက်ရင်နှစ်ပေါင်း100နီးပါးလောက်ကာလတော့ပေါ့နော်ဒီမှာဘာတွေဖြစ်နေကြလဲကိုမွေးခဲ့တဲ့တိုင်းပြည်မှာဘာတွေဖြစ်နေလဲလို့ပြန်တွေးမိတဲ့အခါမှာသူတို့တွေလည်းဆက်နေတာပဲလို့ကဘာကြီးပေါ်မှာနေတော့တနေရာနဲ့တနေရာခုခေတ်လို့အရင်အင်တာနက်တွေဖုန်းတွေမထွန်းကားသေးပေမဲ့လေခီးကာလအရန်ဝေးပေမဲ့လေပေါ့နော်မြန်မာပြည်နဲ့အမေရိကနဲ့အရန်ဝေးပေမဲ့လေအဲ့ဒီခေတ်တုန်းကလည်းပဲဒီမှာဖြစ်တဲ့ဟာတွေကဟိုမှာတက်ရောက်တယ်အဲ့လိုဆက်ပြီးတော့ဖြစ်ပြက်နေခဲ့ကြတာပဲလို့ကျွန်တော်တွေးမိတယ်ရုတ်တရက်ကြည့်ရင်တော့ရှေးခေတ်1930တို့28တို့ဆိုတာနှစ်ပေါင်း100လောက်ဆိုတော့ဝေးလဲဝေးတယ်ကအချိန်ကာလဖြစ်လဲဝေးတယ်ပေါ့နော်ခေတ်ကလည်းအရင်မတိုးတက်သေးတော့အမေရိကမှာဘာဖြစ်တာနဲ့ငါတို့မြန်မာပြည်ကဘာဆိုင်ရလို့တော့ဆိုတာမျိုးတွေးကြည့်ရင်တော့မဆိုင်တယ်လို့ပေါ့ဒါပေမဲ့တကယ်တမ်းတော့အဲ့ဒီလွန်ခဲ့တဲ့နှစ်ပေါင်း100ဆိုတာက1928တို့29တို့30 31တို့ဆိုတာကကဘာနဲ့ချီပြီးတော့စစ်ကြီးတစ်ခုဖြစ်ပြီးသွားပြီပေါ့နော်ပထမကဘာစစ်ပေါ့အဲ့ဒီတော့ကျွန်တော်တို့တိုင်းပြည်ကိုမြန်မာပြည်ကိုဓာတ်ရိုက်ကြီးစစ်ကမရောက်လာဘူးမြန်မာပြည်က
ကချင်စစ်သားတွေကရင်စစ်သားတွေစသဖြင့်ပေါ့နော်ဟိုအင်္ဂလိပ်စစ်တပ်ထဲကိုဝင်ခွင့်ပေးထားတဲ့တိုင်းရင်းသားလူမျိုးစစ်သားတွေတချို့တော့ဒီပထမကမ္ဘာစစ်မှာတွားတိုက်ကြတာတွေရှိတယ်ဒါပေမဲ့စစ်ကမြန်မာပြည်ကိုတိုက်ရိုက်တော့ရောက်မလာဘူးဒါပေမဲ့1931တို့32တို့28တို့29တို့ခုနကအဲ့ဒီအဆောင်ဦးကြီးဒီအုတ်တိုင်နေနေတွေစောင့်နေတဲ့ကာလမှာကျတော့ခုနပထမကမ္ဘာစစ်ပြီးတော့နောက်တစ်ခါထပ်ဖြစ်တော့မယ်အဲ့ဒီဒုတိယကမ္ဘာစစ်ထပ်ဖြစ်တော့မယ်ပေါ့39 40လောက်ဆိုရင်ဖြစ်ပြီးဆိုတော့ဒီအဆောင်ဦးကြီးတွေစောင့်နေတဲ့ကာလမှာအခုကျွန်တော်ရောက်နေတဲ့နေရာမှာဖြစ်ပျက်သွားတဲ့အဖြစ်ပျက်ကကျွန်တော်မွေးခဲ့တဲ့မြန်မာပြည်ကိုလှမ်းပြီးတော့ဆွဲကင်ပြီးတော့လှုပ်ပစ်လိုက်တယ်လို့မျိုးဖြစ်ပျက်တစ်ခုဖြစ်ခဲ့တာပေါ့နော်ကျွန်တော်တွေးမိတာပေါ့ဘာလဲဆိုတော့ Great Depression ပေါ့အမေရိကစီးပွားပျက်ကပ်ပေါ့ဒါကတော့ကမ္ဘာအရက်ရက်ကိုရိုက်ခတ်တယ်အဲဒီတော့မြန်မာပြည်ကိုလည်းရိုက်ခတ်တယ်ရိုက်ခတ်တာမှာမြန်မာပြည်ကပထမဆုံးဘာပေါ်လာလဲဆိုတော့ဆရာဆန်ဦးဆောင်တဲ့လက်နက်ကင်တပုံထားမှုကြီးမြန်မာပြည်မှာဖြစ်ပေါ်လာခဲ့တာပေါ့နော်ဒီနေရာမှာကြားဖြတ်ပြီးတော့ကျွန်တော်သတိရမိတာကတော့လေးဖြူတစ်ချင်းပေါ့အဲ့ဒီလိုပဲဆိုင်လားမဆိုင်လားတော့မသိဘူးတွေးမိတာကိုပြောပြတာပေါ့နော်ကဘာကြီးရဲ့ခြားတစ်ဖက်မှာလိပ်ပြလေးအတောင်တစ်ချက်ခဲခြင်းကဒီဘက်မှာလေပွေမုံတိုင်းနေအစပြုတ်လိုက်တယ်ဆိုတဲ့အမှန်တော့လေးဖြူတစ်ချင်းဆိုတာကတော့တစ်ချင်းလို့ပြောလိုက်တာပေါ့နော်သူကလည်းဒီ chaos theory ကိုပဲယူထားတာပေါ့နာမည်တစ်ချင်းနာမည်ကကစင်ကလျာ theory ဆိုတော့အဲ့ဒီလိုပဲကဘာကြီးဒီဘက်ချမ်းမှာဖြစ်တာတွေကအလဟတ်သက်ပြီးမသွားပဲနဲ့ဒီလူမှုကိစ္စစီးပွားရေးကိစ္စနိုင်ငံရေးကိစ္စတွေကကဘာရက်ရက်ကိုတနည်းတစ်ဖုံနဲ့ရိုက်ခတ်တဲ့သဘောတွေရှိတယ်ပေါ့နော်ဒါကတော့ chaos theory ကတော့ပို့ပြီးကျေပြန့်ပါတယ်ဒါရေပုံရအားဖြင့်ဥပမာ figure of speech အနေနဲ့ဥပမာအားဖြင့်ပြောလိုက်တာပေါ့နော်အဲ့တော့အမေရိကစီးပွားပြက်ကက်ကြီးကနေဆရာဆန်ဦးဆောင်တဲ့လက်နက်ကင်တပုံထမှုကြီးမြန်မာပြည်ကိုဖြစ်ပေါ်စေခဲ့တယ်ဆိုတော့အစင်းစင်းရိုက်ခတ်ပြီးတော့ဖြစ်လာတာကိုပြောချင်တာပါလေးလူတစ်စင်းလေးတောင်တတိယမိရဲဆိုတော့အဲ့ဒါပေါ့နော်ကစင်ကလေးအတီကိုရီဆိုတဲ့ချင်းလေးကြာပါပြီလွန်ခဲ့တဲ့ဘယ်နှစ်ခုနှစ်ကလည်းမသိဘူး2008 2009ဆိုတော့တော်တော်ကြာခဲ့ပြီပေါ့ကျွန်တော်တို့ခင်တော့လေးဖြူပဲနားထောင်နေရရှိတာတော့လေးဖြူကိုပြောမိတာကတော့စိတ်ထဲမှာတတိယသွားလို့ပေါ့နော်သူ့ရဲ့တခြားသောကိစ္စတွေ personal ကိစ္စတွေကတော့ကျွန်တော်လည်းမွေးဖန်တတ်ပါဘူးအဲဒီတော့ပြန်ဆက်ရရင်1930 29-30မှာ Great Depression ခေါ်တဲ့ American စီးပွားရေးပြက်ကက်ကြီးကဘာလို့မြန်မာပြည်မှာဂလုံးဆရာဆန်ဦးဆောင်တဲ့လက်နက်ကင်တပုံထားမှုကြီးကိုဖြစ်ပေါ်စေခဲ့တာလေဆိုတာလေးကိုကျွန်တော်သတိရတဲ့ဟာလေးတွေပေါ့နော်ဝေမျှပြောပြခြင်းတယ်ပေါ့နော် Great Britain အဲ့လိုလဲခေါ်ကြတာပေါ့အားလုံးလည်းသိပါတယ်အင်္ဂလန်နိုင်ငံပေါ့နော်သူရဲ့လက်အောက်ခံဗမာပြည်ဟာ20ရာစုအစောပိုင်းဆိုတော့1900ကျော်ပေါ့နော်အဲ့ဒီကာလတွေမှာဆန်စပါးကိုကမ္ဘာကိုတင်ပို့နေတဲ့အဓိကနိုင်ငံပေါ့ the largest exporter of rice in the world အဲ့လိုရေးကြတယ်ARD မြို့အကျမော်ဒေတာကမ္ဘာကိုဆန်တင်ပို့နေတဲ့စပကြီးဖြစ်လာခဲ့ပါတယ်ဆန်စပါးရောင်းဝယ်တာနဲ့ပတ်သက်လို့အကြီးဆုံးကအဲ့ဒီခေတ်တော့ကျွန်တော်တို့တမိုင်းထဲမှာလည်းသင်ရတယ်မြန်မာတမိုင်းထဲမှာလည်းသင်ရတယ် Steel Brother Company အဲ့ဒီ company ပါပဲသူကရှင်းပါတယ်ရိုးလေးတွေးကြည့်ရင်တော့စပားကိုလယ်သမားတွေချီအောင်ဝယ်မယ်တူလောင်မယ်သင်္ဘောနဲ့တင်မယ်တခြားနိုင်ငံတွေရဲ့ဈေးကွက်မှာပြန်ရောင်းမယ်ဒါပါပဲနောက်ပိုင်းမှာဗမာပြည်လွတ်လပ်ရေးရပြီးနောက်ဗိုလ်ချုပ်နေဝင်ဆရာနာသိမ်းပြီးတော့နိုင်ငံခြားသားကုမ္ပဏီတွေခရစ်ယာန်သာသနာပြုစာသင်ကျောင်းတွေကိုတိုင်းပြည်မှာမနေနိုင်အောင် nationalize လုပ်တဲ့ကာလရောက်တော့မှ Steel Brother Company ဟာမြန်မာပြည်ကနေထွက်ခွာသွားခဲ့ရတယ်။တနည်းပြောရရင်တော့
လွတ်လပ်ရေးရပြီးနောက်10နှစ်ကျော်လောက်ထိတော့ Steel Brother Company ဟာမြန်မာပြည်ထဲမှာရှိနေခဲ့တယ်ပေါ့ Steel Brother Company ဟာမြန်မာပြည်ကနေထွက်သွားပြီးတဲ့နောက်ခေတ်စနစ်တွေကိုဖျက်ဆီးပိုင်ရှင်အဆင့်ဆင့်ပြောင်းနာမည်တွေလည်းပြောင်းခဲ့ပြီးတော့အခုလက်ရှိတော့အင်္ဂလန်နိုင်ငံလန်ဒန်မြို့မှာအခြေစိုက်တဲ့ ED&F ဆိုတဲ့ company ဖြစ်နေပါပြီသူကစိုက်ပျိုးရေးပစ္စည်းတွေမွေးမြူရေးပစ္စည်းတွေရောင်းဝယ်လုပ်တယ်လို့သိရတယ်ပေါ့နော်1929ခုနှစ်နယူးယောက်မြို့မှာအခုထိရှိနေသေးတဲ့အုတ်တိုက်နေကြီးတွေဆောက်လုပ်တဲ့အချိန်အမေရိကမှာစီးပွားပြက်ကဖြစ်တယ်သူတည်တနာဆောင်ပါသူတည်တနာ paper research paper မဟုတ်တဲ့အတွက်ကြောင့်မလို့ data တွေအချက်လက်တွေတော့ကျွန်တော်လည်းလိုက်မရှာတော့ပါဘူးစိတ်ထဲမှာမှတ်မိတာလေးတွေလောက်ကိုပဲမိတ်ဆွေတွေနဲ့စကားထိုင်ပြောတဲ့ပုံစံမျိုးလေးပဲဆိုတော့အဲ့ဒီတော့ကမ္ဘာကိုစံတင်ပို့နေတဲ့မြန်မာပြည်ဟာအမေရိကစီးပွားပြတ်တဲ့တန်းကိုအဲ့ဒီစံတင်ပို့တဲ့လုပ်ငန်းမှာအဓိကအရှိုက်ထိုးသလိုခံလိုက်ရတယ်အလွယ်ပြောရရင်တော့စီးပွားပြတ်တဲ့မဖြစ်ခင်တော့ဗမာဆန်ကတအိတ်ကို$10ပြီးဝယ်ရတယ်ပေါ့နော်တခြားနိုင်ငံတွေကစီးပွားပြတ်သွားတော့အားလုံးကြက်တဲကုန်တယ်အဲ့တော့ဒီတအိတ်ကိုပဲ$10မပေးနိုင်တော့ဘူးချိုးချံချွေတာပြီးတော့စားကြမယ်ဆိုတော့အရန်မရောင်းရဘူးဆိုတော့ဈေးတွေကျတယ်တအိတ်ကို$3 $2စသဖြင့်ဥပမာပြောတာပါအဲ့လောက်ပဲတေးကြတာတော့အများကြီးထိုးကြအောင်ရတာပေါ့နော်ဟို30ကနေ5ချက်မကောက်တဝက်မကောက်ကျသွားတယ်ကိန်းကနေအတီးကြတော့ကျွန်တော်လည်းမရှာတော့ဘူးဒါပေမဲ့တေးကြတယ်တဝက်ကြော်တဝက်မကောက်ထိုးကျသွားတယ်ဈေးကစီးပွားပြက်ကဘာလို့ဖြစ်ရတာလဲဆိုတော့တက်ပြောရမယ့်ဟာပေါ့နော်ရှည်တော့အဲ့တော့အမေရိကစီးပွားပြတ်တာနဲ့ဗမာဆန်ကဈေးကြရအောင်မင်းတို့ဗမာဆန်ကအမေရိကကိုတွားရောက်နေလို့လားပေါ့အမှန်တော့အားလုံးလည်းသိပါတယ်နော်ဒီဥရောပတွေအမေရိကတွေဆိုတာဆန်လည်းအဲ့လောက်မစားဘူးအဲ့တော့ပြီးတော့အဲ့ဒီခေတ်တော့လည်းအဲ့လိုအဲ့လောက်ဝေးတဲ့နေရာကိုဒီဆန်ကြီးတွေတည်သွားဖို့မဖြစ်နိုင်တော့ဘူးထင်ပါတယ်နော်သင်္ဘောတွေပါနေနဲ့တည်ရတာဆိုတော့ကျွန်တော်သိချာတော့မသိဘူးတကယ်လို့ဖြစ်နိုင်တယ်ပဲထားအောင်အဲ့ဒီနိုင်ငံတွေအထိတော့တွားရောက်နေမှာတော့မဟုတ်ပါဘူးဆိုတော့အဓိကရောင်းတာကတော့သီရိလင်္ကာအိန္ဒိယအင်ဒိုနီးရှားမလေးရှားဒီအင်္ဂလိပ်အုပ်ချုပ်တဲ့နေရာတွေကို Steel Brother Company ကရောင်းတယ်ပြီးတော့ပြင်သစ်အုပ်ချုပ်တဲ့နေရာတွေပေါ့ဗီယက်နမ်လာအိုကမ္ဘောဒီးယားအဲ့ဒီဒေသတွေကိုလည်းရောင်းတယ်ဂျပန်ကိုရီးယားကိုရောင်းတယ်အဲ့တော့အမေရိကမှာစီးပွားပြက်ကတ်ဖြစ်တော့အဲ့ဒီနိုင်ငံတွေကလည်းကြက်တဲသွားတော့ဗမာဆန်ကိုအရင်ဈေးနဲ့မဝယ်နိုင်ကြတော့ပြီးတော့အင်္ဂလိပ်ဆိုရရဲ့ဆုံးဖြတ်ချက်ပေါ့နော်ဆုံးဖြတ်ချက်ကလည်းတခါတလေမှာအခုခေတ်လူတွေကအင်္ဂလိပ်ကိုလွတ်လပ်ရေးပြန်ပေးမယ်လို့ပါတော့ကျွန်တော်တို့လည်းလွတ်လပ်ရေးပြန်အပ်မယ်လို့ပါတော့ကျွန်တော်တို့လည်းပြောင်းလှောင်ပြီးတော့နောက်ပြီးတော့ပြောနေခဲ့ကြဘူးလေဒါပေမဲ့လည်းအင်္ဂလိပ်ဆိုရအရင်ကောင်းနေရတော့လည်းမဟုတ်ပါဘူးဒါပေမဲ့နောက်တက်လာတဲ့ဗမာအစိုးရတွေကပို့ပြီးတော့စိုးနေတော့ဒါကျွန်တော်တို့တွေကလှောင်ပြောင်ပြီးတော့ဒီလွတ်လပ်ရေးယူခဲ့တာငါတို့မှဒုက္ခရောက်ရတယ်လို့ဘာလို့တွေးကြတာပေါ့နော်ဒါပေမဲ့အဲ့ဒီအချိန်တော့ကတော့အနာဂတ်ကမှဘာဖြစ်မယ်ဆိုတော့လူတွေမှမသိကြတာဆိုတော့သူတို့ရင်ဆိုင်နေရတဲ့အင်္ဂလိပ်အစိုးရဟာလေကောင်းလာတာမဟုတ်ဒါကိုကျွန်တော်ပြောချင်တာပေါ့နော်ဘာလို့ဘူကျောင်းဆန်းတို့ကဒီမြန်မာပြည်ကိုလွတ်လပ်ရေးကိုဇွတ်သွားတောင်းတာတော့ဘာဖြစ်တာတော့ညာဖြစ်တာတော့ဆိုတော့ဒါကျွန်တော်တို့ကနောက်တာပေါ့ဒီဘက်ခင်မှာအင်္ဂလိပ်ဆိုရအောင်မှသာနေခဲ့ရင် Commonwealth ဒီဒါနသဟာယတိုင်းပြည်ထဲမှာနေခဲ့ရင်ငါတို့ဟောင်ကောင်တို့မကာအိုတို့ဖြစ်နေမှာအခုကြတော့ကြည့်ပါဦးဆေးရနာရှင်အောင်မှာနေရတယ်စသဖြင့်ဒါကြုံလို့ပြောတာပါဒါကျွန်တော်တို့နောက်တာပေါ့နော်ရွှေ့ပြောကြတာဒီဘက်ခေတ်ကလေးတွေကတကယ်တမ်းကျတော့အဲ့ဒီခေတ်ကဘာလို့အင်္ဂလိပ်ဆိုရအောင်အတင်းအဓမ္မအရန်ကိုတော်လန်ကျင်ကြရလဲဆိုတော့အင်္ဂလိပ်ဆိုရကလေတိတ်ကောင်းလာတော့မဟုတ်ဆိုတော့အခုဆန်ကိုသူတို့ကြောက်ထောက်နောက်ခံပေးထားတဲ့ Steel Brother Company ကလက်ဝဲကြီးအုပ်ပြီးတော့ဝယ်တယ်တခြား company ကိုလည်းရောင်းလို့မရဘူးပေါ့နော်သူ
သူ့ကိုပဲရောင်းသူကပဲဝယ်ပြီးရင်ဟိုမှာတခြားနေရာမှာအမျက်တင်ပြီးရောင်းတယ်တခြားနေရာမှာဈေးကောင်းကောင်းမရဘူးအဲ့တော့သူကလည်းဒီဘက်ဗမာလေသမားတွေစီမှာကောင်းကောင်းဈေးပေးပြီးတော့မဝယ်နိုင်တော့ဘူးဒါပေမဲ့အဲ့ဒီအတွက်ကောင်းမွန်တဲ့ solution ကိုအစိုးရကလည်းမရှာပေးနိုင်တာမဟုတ်ဘူးရှာပေးခြင်းစိတ်မရှိဘူးပေါ့နော်သူရဲ့သဘောထားကမြန်မာပြည်ကိုအင်္ဂလိပ်တွေအုပ်ချုပ်တဲ့သဘောထားကိုဒီမြန်မာပြည်ကလူတွေကို exploit လုပ်မယ်ဆိုတဲ့သဘောထားကဒါကျွန်တော်တို့နောက်ပိုင်းမှာပြောင်းလဲနေပြီမဲ့လေတကယ်တမ်းတော့အဲ့ဒီသဘောထားနဲ့ပဲကျွန်တော်တို့သူတို့ကအုပ်ချုပ်ခဲ့တာပဲဒါအမှန်တရားတစ်ခုပဲပေါ့နော်အဲ့ဒါကြောင့်လေသူ့အောက်ကနေထွက်ချင်ကြတာပေါ့နော်အဲ့တော့သူကမြန်မာပြည်ကကျွန်းတစ်တို့ဆန်စပါးတို့သူကလွယ်ကူကူနဲ့ရပြီးတခြားမှာပြန်ရောင်းမှုဆိုတာသူ့ရဲ့အဓိကလုပ်ချင်တဲ့အကြောင်းပြချက်ပဲမြန်မာပြည်ကိုအုပ်ချုပ်ရတဲ့အကြောင်းပြချက်ကဒါနေချက်အစိုးရဆိုတာဒါပဲပေါ့နော်အဲ့ဒီလိုပြောတော့စစ်တပ်ကဝါဒဖြန့်တဲ့သတင်းစာတွေကဒေါက်တာမတ်တင်ဝင်းတို့ရေးတဲ့လေသံပေါက်နေတာဒါပေမဲ့တကယ်လဲဟုတ်တယ်အင်္ဂလိပ်အစိုးရကတကယ်လဲဒီသူ့ထက်အင်အားနေတဲ့အိန္ဒိယတို့ဒီမြန်မာတို့ကိုအဲ့ဒီသဘောထားနဲ့ပဲအုပ်ချုပ်ခဲ့တာဆိုတော့သူကပြောချင်တာဒီလိုသူ့ကိုအလုတ်ကျွေးပြုနေတဲ့ကုံချမ်းထုတ်ပြီးတဲ့တောင်သူလယ်သမားတွေဒုက္ခရောက်နေတာကို solution သူကမရှာပေးဘူးပို့ပြီးတော့ညှင်းဆဲတယ်လို့ဖြစ်လာတာပေါ့နော်ဒီကြားထဲမှာ tax လည်းရှိသေးတယ်နော် tax ကောက်တယ်မလျှော့ပေးဘူးနောက်အဲ့ဒီတော့မြန်မာပြည်မှာလွတ်တော်နိုင်ငံရေးဖြစ်နေပြီပေါ့နော်နောက်ပိုင်းမှာလည်းကျွန်တော်ဆက်ပြောပါအောင်မယ်အဲ့ဒီတော့ဖြတ်ပြောရရင်အဲ့ဒီကာလမှာမြန်မာပြည်ကိုအုပ်ချုပ်တဲ့အကြီးဆုံးတယောက်က Sir Charles Ennis ဆိုတာကသူကမီတင်တစ်ခုရှိလို့အင်္ဂလန်ကိုပြန်သွားတော့လွတ်တော်ထဲမှာရွှေတောင်ကြားပါတီဆိုတာရှိတယ်ဒီရွှေတောင်ကြားပါတီထဲကနေတက်လာတဲ့ဦးမောင်ကြီးပေါ့စာကြီးမောင်ကြီးဆိုတဲ့လူကacting လို့ခေါ်မလားခုနမြန်မာပြည်ကိုအုပ်ချုပ်တဲ့အရာရှိအကြီးဆုံးအရာရှိပေါ့နော်ဘယင်ခံပေါ့အဲ့လိုခေါ်ကြတယ်စာချာအင်းခွင့်ယူနေတဲ့ကာလမှာ2လလား3လလားမသိဘူးကျွန်တော်တေချာတော့မမှတ်မိတော့အဲ့2လ3လကာလလောက်မှာသူက acting ခဏတာဝန်ခံဝင်လုပ်တဲ့အချိန်မှာအဲ့မြန်မာမျိုးသားတွေကသူကအမြင့်ဆုံးရာထူးကိုပထမဆုံးစရတာပေါ့နော်အစိုးရတယ်မှာဆိုတော့မြန်မာတွေကအားတက်ပြီးတော့သူ့ကိုကျွန်တော်တို့မှာဒုက္ခရောက်နေပါပြီဆန်ကလည်းဈေးကောင်းမရဘူးဈေးကောင်းမရလို့လည်းတခြားကိုပြောင်းပြီးရောင်းလို့လည်းမရအောင်ရောင်းစရာဒီကုမ္ပဏီပဲရှိတယ်ဒီကုမ္ပဏီကလည်းသူလည်းဟိုဘက်မှာရှုံးတော့သူဟိုဘက်မှာရှုံးရင်ဒီဘက်မှာသူကပို့ပြီးတော့ဈေးနည်းနည်းနဲ့ပို့ပြီးဝယ်တယ်သူအရှုံးတာကိုထေတာပေါ့နော်ဝယ်ဈေးမှာနှိမ်ပြီးတော့ထေပြီးတော့လုပ်တယ်ပို့လဲစိုက်ရတယ် short စိုက်လို့လည်းမရဘူးတခြားလုပ်စရာလုပ်လည်းမရှိဘူးအဲ့တော့ပတ်စံနေချီးရတယ်အဲ့ဒီအချိန်မှာငွေတိုးချီးတဲ့မြန်မာပြည်ကြားထဲမှာအခုချိန်ကြီးထင်ရှားတဲ့ချစ်တီးလို့ခေါ်ချစ်တီးပေါ့ဒီအိန္ဒိယလူမျိုးငွေချီးသမားတွေငွေချီးတိုက်တွေသူတို့လည်းဒါအိန္ဒိယအစိုးရအင်္ဂလိပ်အစိုးရပေါ့နော်အိန္ဒိယပြည်ငံအစိုးရအင်္ဂလိပ်အစိုးရကြောထောင်နောက်ကန်လောက်ထားတာပဲဆိုတော့သူတို့စီမှာပတ်စံချီးရတယ်အတိုးနှုံးတွေတက်တယ်ဒါတွေကတကယ်တော့ဖြစ်ခဲ့တာပဲအဲ့တော့အဲ့ဒါတွေကိုတင်ပြကြတာပေါ့နော်အဲ့ဒီတော့ဒီဒါဘာလို့ခေါ်တဲ့အစိုးရမူတန်းတွေရဲ့အားလုံးရဲ့ပွဲပေါ့အဲ့ပွဲမှာဒီဘရင်ခံလုပ်နေတဲ့စာချီမောင်ကြီးကလာတဲ့အချိန်မှာဗမာချင်းချင်းဆိုပြီးတော့အားတက်ပြီးတော့တင်ပြကြတာဒါပေမဲ့လည်းဗမာတွေကနေအစိုးရတွေကိုဝင်သွားတဲ့လူဆိုတာဘယ်တော့မှကောင်းတဲ့ကောင်မပါတော့ဒီဘဲရလေမတက်နိုင်ဘူးပေါ့နော်မလုပ်ပေးနိုင်ဘူးဆိုတဲ့သဘောမျိုးမျက်နှာလွှဲခဲ့ပြပေါ့နော်မြန်မာလူမျိုးချင်းချင်းဆိုပေမဲ့လည်းသူကသူ့ကိုလာကပေးထားတဲ့သူ့ရဲ့ဒီအင်္ဂလိပ်ဆိုရဘက်ကိုပဲသူကရက်တီလိုက်တဲ့အတွက်ကြောင့်မလို့ဘာမှ solution ကောင်းမွန်တဲ့ solution တခုရမလာဘူးပေါ့ဒီတောင်သူတဲ့သမားတွေအတွက်အဲ့တော့အဲ့ဒီလိုဘတ်ပေါင်းစုံကဗမာတဲ့သမားတွေကိုမွဲစီဒုက္ခရောက်စေနေတဲ့အချိန်မှာအဲ့ဒီစံစည်းထိုးကြသွားတာကြီးကပောက်ပွဲတော့မဲ့ရန်အိုးတွေကိုမီးစာလေးပြစ်တွန်းလိုက်တယ်လို့ဖြစ်သွားတာပေါ့နော်
ဖြတ်ပြောရရင်ဗမာပြည်တော်လှန်ရေးတွေကိုအုပ်စိုးသူနဲ့တော်လှန်သူဘက်ကကြည့်လို့ရတယ်အင်္ဂလိပ်လက်ထက်ကစကြည့်ရင်ဒီပေါ်မင်းပါတော်မူသွားပြီးတော့ရက်ပိုင်းလာပိုင်းအဲ့မှာကို့အစီအစဉ်နဲ့ကိုနေရာအနှံ့ထပြီးတော်လှန်ကြတဲ့လက်နက်ကင်လမ်းစဉ်ကပထမဦးဆုံးဖြစ်တယ်ပေါ့အဲ့ဒီလက်နက်ကင်တော်လှန်ရေးကိုအစိုးရကအချမ်းပြင်း15နှစ်လောက်အင်အားအကြီးကျယ်သုံးနှိမ်နှင်းရတယ်လူတွေအများကြီးရဆက်ဆက်တက်ပြရပါတယ်လမ်းလေကောင်မှာဒီပုံကန်တဲ့သူတွေကိုတက်ပြတယ်စတဲ့အဲ့လို public execution တွေပါလုပ်ရတယ်အရန်နှိမ်နှင်းခံရတဲ့အတွက်ကြောင့်မို့လို့ပထမဆုံးစဖြစ်တဲ့လက်နက်ကင်တော်လှန်ရေးကစူးစီးမှုလည်းမရခဲ့တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အကြောင်းကြောင့်ပေါ့အဓိကတော့ဟိုဘက်ကအရန်လက်နက်အင်အားကြီးတော့1900ပြည့်နှစ်နားလောက်မှာအပိသက်ရှုံးသွားပါတယ်အုပ်စိုးသူတွေကလက်နက်သားတယ်အင်အားကြီးတယ်ဒါကြောင့်မို့လို့လက်နက်ကင်မဲ့အစားအနုနည်းနဲ့သွားမယ်ဆိုတာဖြစ်လာတယ်ပညာတတ်တွေငွေကြေးကျွယ်ဝတဲ့လူတွေကလွတ်တော်နိုင်ငံရေးလို့ပါတီဖွဲ့ပြီးတော့အုပ်စိုးသူအင်္ဂလိပ်နဲ့စိတ်ဆက်ညှိနှိုင်းတဲ့လမ်းကိုရွေးကြပါတယ်ဒါလည်းအင်္ဂလိပ်အစိုးရရှာရူးလေးပေးလိုက်စနစ်ကလေးကိုနည်းနည်းပြောင်းပေးလိုက်နဲ့စစ်တူရင်ကစားသလို game တစ်ခုကစားသလိုဗမာနိုင်ငံရေးသမားတွေမျက်စိလည်အောင်လုပ်ပါတယ်သွေးခွဲပါတယ်ဆိုတော့ဗမာဘက်ကဒီဗမာတွေဘက်ကတော်လန်သူဘက်ကပေါ့နော်မအောင်မြင်ပါဘူးဒီလိုနဲ့စိစက်ရေးညီနာရေးအီနေတဲ့ကာလဆုံးကာနီမှာဆရာဆန်လေသမားတပုံလက်နက်ကင်တော်လန်မှုဖြစ်တယ်အဲ့တော့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲရှုံးတယ်တိတ်မကြခင်မှာနိုင်ငံနဲ့အဝမ်းဖြစ်တဲ့ရင်းနှီးမြေတပိတ်ဒုတိယကျောင်းသားတပိတ်ဒါတွေဖြစ်လာတယ်ပေါ့နော်1300ပြည့်အရေးတော်ကိုတပိတ်ကအသေးစိတ်ညီနိုင်ရဲ့အစုံလက်နက်မကင်ခင်အဆင့်လို့လဲတနည်းအားဖြင့်ပြောလို့ရတယ်အဲ့ဒီတပိတ်တွေလည်းအင်အားသုံးပြီးဖြိုခွဲခံရတယ်ဘူအောင်ကျော်ကြဆုံးတဲ့ရန်ကုန်မှာမန္တလေးမှာအာဇာနည်18ယောက်လို့ထင်ရှားတဲ့ဘောနော်ဟိုဆန္ဒပြတဲ့လူ18ယောက်တနက်နဲ့ပြစ်တက်ခံရတယ်စိစက်ကြီးကအလုံးဖြစ်တော့ဘူးလို့သဘောထားလိုက်ရတယ်အဲ့ဒီမှာကဲငါတို့လက်နက်ကင်ပြီးတော့ငါတို့မှစစ်တပ်ခင်မီစစ်တပ်နဲ့တော်လန်မရမယ်ဆိုတဲ့လမ်းကိုတခါအဲ့ဒီခေတ်ကနောက်တက်လာတဲ့ generation ဖြစ်တဲ့တခင်အောင်ဆန်းတို့တခင်နုတို့ပေါ့နော်အဲလူငယ်နိုင်ငံရေးသမားလေးတွေရဲ့ idea ကအဲ့ဒီဘက်ကိုတခင်ဆိုးလို့စသဖြင့်ပေါ့အဲ့ဒီခေတ်ကအကုန်လုံးကိုပြောတာပေါ့နော်သူရဲ့ခေတ်ကိုတခါဦးတည်သွားတယ်ဒါကြောင့်မို့စစ်တပ်ဖွဲ့မယ်စစ်တပ်ဖွဲ့ပေးဖို့စစ်ပညာသင်မယ်ဆက်သွယ်ရှာမယ်ဆိုတဲ့ဇာတ်လမ်းတွေဖြစ်လာတယ်ကံအားလျော်စွာနဲ့ပဲလက်အဲ့ဒီဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့လက်နက်ကင်တော်လန်တဲ့ဟာကဘာကြီးရဲ့စစ်ဖြစ်တဲ့ကဒုတိယကဘာစစ်နဲ့ပါတွဲပြီးတော့ကျွဲကူးကြီးပါလာပါတယ်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့မြန်မာပြည်မှာ National Army ပေါ့ခေတ်သစ်စစ်တပ်ကြီးတက်ပေါ်လာတယ်ပေါ့နော်စစ်တပ်ပေါ့ဒါပေမဲ့လွတ်လပ်ရေးကိုကြတော့လေစိစက်ညီနိုင်ရေးနဲ့ပြန်ယူခဲ့ရပါတယ်လက်နက်ကင်တိုက်နေတဲ့ကြားကပဲဒုတိယကဘာစစ်ပြီးတော့အင်္ဂလိပ်ကစစ်အုပ်ချုပ်ရေးနဲ့ပြန်ဝင်လာတာပါအဲ့ဒါကိုဗမာတက်မတော်ကြီးကပေါ်ကားစားဗမာတက်မတော်ကြီးကတော့မင်းတို့မလာနဲ့လို့ဟန်တာလို့မရခဲ့ဘူးပေါ့နော်ဒါကြောင့်ဗမာတက်မတော်ကလွတ်လပ်ရေးကိုယူပေးခဲ့ရတယ်ဆိုတာမဟုတ်ပါဘူးလွတ်လပ်ရေးကဗိုလ်ချုပ်အောင်ဆန်းကစစ်တပ်ကထွက်ပြီးတော့မာပြည်အင်္ဂလိပ်အစိုးရရဲ့ကက်ဘိနက်ထဲကိုယာရူးယူပြီးတော့လူထုအားနဲ့နိုင်ငံရေးအားနဲ့စိစက်ညီနိုင်ရေးအားနဲ့လွတ်လပ်ရေးကိုယူခဲ့ရတာဖြစ်ပါတယ်အဲ့ဒီဒုတိယကမ္ဘာစစ်အပြီးနောက်ထပ်တွဲပါလာတဲ့ကျွန်တော်တို့ရဲ့ကန်ဆိုးတဲ့ပြည်တွင်းစစ်ကြီးကတော့ခုချိန်ထိပဲပေါ့နော်ဆိုတော့ထားပါအဲ့ဒီကမ္ဘာစစ်နဲ့ပြည်တွင်းစစ်ကိုတကယ်လက်တွေ့ကြုံလိုက်ရတဲ့မျိုးဆက်တွေကစစ်အတန်ကိုမကြားချင်လောက်စိတ်ပြတ်သွားတာမလို့ဒီတိုင်းရင်းသားဒေသတွေကလွယ်ရင်ပြည်မကလူတွေက1988မတိုင်ခင်အထိကလက်လက်ကန်ဒေါ်လာရေးကို
အရင်ဟိုပြန်မလိုက်တော့ဘူးပေါ့နော်တော့ခုသွားတဲ့ဘကပါတွေပါလို့ရှိတယ်ဒီလက်နက်ကင်ပြီးတော့စစ်တပ်ကိုတိုက်နေတယ်ဒါပေမဲ့တခြားသောနိုင်ငံရေးသမားတွေကလည်းစစ်ကဘာစစ်လည်းဂျုံခဲ့တယ်ပြည်တွင်းစစ်လည်းဂျုံခဲ့တယ်စစ်တိုက်ရတာတဲ့တခြားလီလံမရှိတော့ဘူးလားဆိုရင် idea တွေဘက်ကိုပြန်ပြီးတော့တချို့ကလိုက်လာကြတာပေါ့လေ1988မှာတောခိုပြီးလက်နက်ကင်တော်လန်ကြတော့လေအုပ်စိုးတဲ့သူတွေကိုမဖြုတ်ချနိုင်ခဲ့ဘူးအားလုံးသိတဲ့အတိုင်းပဲဒီတော့ဒီကျွန်တော်တို့ဘက်ခင်မှာစိစက်ညီနိုင်နေဆိုရင်လမ်းကပြန်ရောက်လာတယ်အဲ့တော့အဲ့ဒီစိစက်ညီနိုင်တဲ့လမ်းကဘာဖြစ်သွားလဲဆိုတော့အားလုံးသိတဲ့အတိုင်းပဲ2021ခုနှစ်မှာစိစက်တာတွေရှင်းကြားစီတာတွေမအောင်မြင်ပြန်ဘူးအဲ့တော့လက်နက်ကင်တော်လန်ကြီးပြန်ပေါ်လာတယ်အဲ့တော့ဒီလိုပေါ့အုပ်စိုးသူတွေနဲ့တော်လန်တဲ့သူတွေဘက်မှာစိစက်တာရဲ့စိစက်တာမအောင်မြင်လက်နက်ကင်ပြီးမအောင်မြင်ပြန်စိစက်မယ်ပြန်စိစက်ပြီးပြန်တိုက်မယ်ဆိုတော့အရေးပုံရအပြင်တလဲစီသွားနေရတာပေါ့နော်ဒီလိုပြောတာအခုမအောင်မြင်နောက်တစ်ခါစိစက်အောင်လို့ကျွန်တော်မြောက်ပြီးတာမဟုတ်ပါဘူးအဲ့လိုလဲကျွန်တော်မှပြောခွင့်မရှိဘူးဒါဘေးကနေဟိုဘေးထွက်ပြီးတော့ကြည်ကြည်တာကိုပြောပြတာပါစိစက်တာရဲ့စိစက်ပြီးရင်ချပြီးရင်ပြန်ပြီးတော့စိစက်ရတယ်ဆိုတော့ဟာတွေကတလဲစီသွားနေတာပေါ့နော်ခုနကဆရာဆန်တပုံထားတာရဲ့နောက်ပိုင်းဘာတွေဖြစ်ပြီးတော့ရှုံးသွားတယ်ဆိုတာတွေကတော့အားလုံးသိပါတယ်เนาะကျွန်တော်တို့မြန်မာတမိုင်းမှာလည်းသင်ပြီးသားဟိုရှုံးသွားပါတယ်ဟိုလက်နဲ့အရာမညီမျှတာတို့စနစ်တကြမတိုက်နိုင်တာခင်မီစစ်တပ်နဲ့မဟုတ်ဘဲနဲ့ရလက်နဲ့တိုက်ရတာစသဖြင့်တွေကြောင့်အကြောင်းရှုံးသွားတယ်ဒါပေမဲ့လေဆရာဆန်တပုံရှုံးတယ်နောက်ပိုင်းမှာ1300ပြည်ရေတော်ပုံရှုံးတယ်ဆိုတဲ့အားတွေကနောက်ပိုင်းမြန်မာပြည်ရဲ့နိုင်ငံရေးအတွေးခေါ်ကိုလည်းပြောင်းလဲကြည့်ရတယ်ပေါ့နော်ဟိုလေသမားတွေဖိနှိပ်ခံရတယ်အခြေခံလူရင်းသားတွေဖိနှိပ်ခံနေရတယ်ဆိုတဲ့ဟာအရန်ပေါ်လွင်လာတာပေါ့နော်အဲ့ဒီအဖြစ်အပျက်တွေကနောက် generation ပေါ်မှာရိုက်ခတ်ပြီးတော့ပြောင်းလဲမှုတွေဖြစ်စေခဲ့တယ်ပေါ့ကျွန်တော်အခုနယူးယောက်မှာမြင်နေရတဲ့အုတ်တိုက်နီတွေနဲ့စီးပွားပြက်ကတ်နဲ့ဗမာပြည်ကလေသမားတွေလက်နက်ကင်ဒေါ်လာရင်လောက်တာနဲ့ဆက်နေတာကိုဒါကျွန်တော်တွေးမိရလေးကိုပြောပြတာပါနောက်ပိုင်းတော့ဆရာဆန်ကိုဟလာအင်္ဂလိပ်အစိုးရမိတယ်တရားရုံးတင်တယ်အဲ့တော့ဆရာဆန်ရဲ့အမှုမှာအဲ့ဒီခေတ်ကနောက်ပိုင်းကာလဗမာပြည်အတွက်ထင်ရှားတဲ့ပုဂ္ဂိုလ်2ဦးတော့ပေါ်လာပါတယ်ဆရာဆန်ကိုတည်တံချတယ်ဆရာဆန်ကိုကြိုးမိန်ပေးတဲ့တရားသူကြီးဟာဥပဦးမြန်မာပြည်လွတ်လပ်ရေးရပြီးတဲ့နောက်ဖဆပလအစိုးရလက်ထက်မှာမြန်မာပြည်ရဲ့ဒုတိယမြောက်သမ္မတဥပဦးပေါ့သူကအင်္ဂလိပ်အစိုးရလက်ထက်တော့တရားသူကြီးပေါ့နော်ဆရာဆန်ကိုကြိုးမိန်ပေးခဲ့တာပေါ့နောက်တစ်ယောက်ကတော့အဲ့ဒီဆရာဆန်ဘက်ကရှေ့နေလိုက်တဲ့ဝတ်လုံရှေ့နေပေါ့နော်ဦးစောရှေ့နေဦးစောအဲ့ဒီခေတ်တုန်းကတာယာဝတီလွတ်တော်အမတ်လည်းဖြစ်ပါတယ်ဆရာဆန်ကသူ့တက်ကိုသူဂလုံတက်လို့နာမည်ပေးထားတယ်ဂလုံတက်ဖွဲ့နဲ့အင်္ဂလိပ်အစိုးရနဲ့ဖြစ်တဲ့အမှုမှာဒီဂလုံဆရာဆန်ရဲ့နောက်လိုက်တွေဘက်ကနေပြီးတော့ဦးစောကရှေ့နေလိုက်ပေးခဲ့တယ်နောက်အင်္ဂလိပ်အစိုးရစီကိုလည်းဒီမြန်မာတောင်သူလယ်သမားတွေဖိနှိပ်ခံနေရတဲ့အကြောင်းအင်္ဂလိပ်အစိုးရဟာဒီခြေခံလူရန်စားကိုအရန်ပဲရဲဆက်မညမတဖိနှိပ်တဲ့အကြောင်းတွေသူအိတ်ဖွင့်ပေးစာတွေရေးခဲ့တယ်လို့ပြောပါတယ်နောက်သူကလက်တော်အမတ်ဆိုတော့လက်တော်အစည်းအဝေးမှာဂလုံတက်ဖွဲ့ဘက်ကနေကာကွယ်ပြီးတော့ပြောဆိုတာတွေရှိတော့အဲ့ဒီတော့ကပြည်ထဲရေးအတွင်းဝင်ကမောင်စောဂလုံဖြစ်လာပြီလို့မှတ်ချက်ပြုတာကနေပြီးတော့ဂလုံဦးစောဆိုတာသူ့ရဲ့နာမည်ရှိမှာဂလုံဆိုတဲ့နာမည်ရလာတယ်ပေါ့နော်အမေရိကမှာစီးပွားပြတ်ခတ်မပေါ်ခဲ့ရင်စပါးစီကြကြင်မှာကြမှာပေါ့စပါးစီကောင်းနေရင်ဗမာပြည်လေသမားတပုံနဲ့ပေါ်ကြင်မှာပေါ်လိမ့်မယ်တမျိုးတစ်ဖုံဖြစ်လိမ့်မယ်ပေါ့နော်လေသမားတပုံကောင်းဆောင်ဆရာဆန်ဆိုတာလည်းရှိကြမှာရှိလာမှာပေါ့ဆိုတော့ဂလုံတက်ဆိုတာလည်းမရှိရင်ဥစောဆိုတာလည်းဂလုံဆိုတဲ့ဂုံပုတ်တစ်ခုသူ့နာမည်ရှိမှတိုးလာမှာမဟုတ်ပါဘူးဒီခုနကလေသမားတပုံကိစ္စရှုံးတာရဲ့1300ပြည်အရေးတော်ပုံရှုံးတာရဲ့ဟာဗမာစစ်တပ်ဆိုတာကြီးဖွဲ့ဖို့အတွက်တောအားကြီးဖြစ်လာခဲ့တယ်ဒါကြောင့်မလို့စီးပွားပြက်ကမရှိလို့လေသမားတပုံကိစ္စသာမရှိခဲ့ရင်
ဗမာတွေမှာလည်းဗမာစစ်တပ်ဖွဲ့ဖို့ဆိုတဲ့ကိစ္စအရေးအကြီးဆုံးခန်းကဏ္ဍဖြစ်ချင်မှဖြစ်လာခဲ့မှာပေါ့နော်ဟုတ်ကဲ့အဲ့ဒီဗမာစစ်တပ်ဖွဲ့ဖို့ဆိုတဲ့ကိစ္စအရေးကြီးဆုံးကဏ္ဍဖြစ်မလာခဲ့ဘူးဆိုလို့ရှင်လေကျွန်တော်တို့ရဲ့မြန်မာပြည်တစ်ပြည်လုံးရဲ့အနာဂတ်ဟာတစ်မျိုးတစ်ပုံပြောင်းလဲကောင်းပြောင်းလဲသွားနိုင်တာပေါ့နော်ကျွန်တော်ရဲ့အတွေ့အကြုံအနီရောင်အုတ်တိုက်ကြီးတွေရဲ့နေဝင်ခြင်းအချိန်မဲတွေအောက်မှာပဲတဖြည်းဖြည်းနဲ့ကြောက်ခွဲသွားခဲ့ပါတယ်နားဆင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်